မင်္ဂလာပါတာတာမီမီတို့ရေဒီနေ့တာတာမီမီတို့ကိုပြောပြမယ်ပုံမြင်လေးကတော့လောဘကြီးသောဝဝနှကောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်ရှိတုန်းကမဟာမြိုင်တောကြီးရဲ့အတွင်းပိုင်းမှာဝဝမကြီးတားမီ၃ကောင်နေထိုင်ကြတယ်တဲ့မဟာမြိုင်တောကြီးအတွင်းအချို့နေရာမှာမြက်ပင်စိမ့်ရှိကြီးတွေပေါက်နေတဲ့နေရာတစ်နေရာရှိပြီးလူသူကင်းမဲ့ပြီးတော်တရိษံလေးသာကျဆားတဲ့နေရာပေါ့ကွယ်အဲ့ဒီမြက်ပင်စိမ့်ရှိကြီးတွေပေါက်နေတဲ့နေရာဝဝမကြီးတို့တားအမိနေထိုင်ပြီးတားဖြစ်တဲ့ဝဝလေးနှကောင်လဲရှိတဲ့အဲ့ဒီဝဝလေးနှကောင်ဟာကြီးပြင်းလာပြီးအရွယ်ရောက်လာတာနဲ့ပင်ပကိုထွက်ပြီးစီးဝါရှာဖို့စိတ်ကူးနေကြတယ်တဲ့အမေကျွန်တော်တို့အပြင်ထွက်ပြီးစီးပွားရှာခြင်းနဲ့အမေပတ်စံနေအများကြီးရှာပြီးအမေကိုတဖန်ပြန်လေလှုပ်ကြွေးခြင်းနဲ့အမေဒါတော့လေအရွယ်ရောက်နေပြီဆိုတော့သွားတာတော့သွားပေါ်တာရဲ့ဒါပေမဲ့အမေစကားတခွန်းတော့မှာကျင်တယ်ဒါတော့လန်ခီမှာဘလို့အခက်အခန်းနေမဲရှိဒါတော့ညီကိုအမြဲလက်တွဲမဖြုတ်ကြရဘူးနော်အတူတူရင်ဆိုင်ဖြစ်ရှိရမယ်အမေမာတဲ့စကားကိုဒါတော့အမြဲမှတ်သားထားရမယ်ကြားလားဟုတ်ကဲ့ပါမေမေတောက်တော့အမြဲမှတ်ထားပါမယ်တဖိုးဖွာမာချားနေတဲ့မိခင်ဝဝမကြီးကိုကတိပေးပြီးဝဝလေးနှစ်ကောင်လဲခရီးထွက်ခဲ့ကြတယ်ခရီးနေရင်ရက်ကြလာတဲ့အခါသူတို့မှပါလာတဲ့စန္ဒရိခါတွေလေကုံသွားမှလေရောတယ်ဒီလိုနဲ့ဘိုက်ကစားအစာလည်းမရှိနေဝဝလေးနှစ်ကောင်ဟာခရီးကျန်းနေလာခဲ့ကြတဲ့ကိုကြီးဝဝညီလေးဘိုက်အရန်စားနေတယ်ညီဖြစ်တဲ့ဝဝလေးကအကူဖြစ်သူကိုလှမ်းဖြောက်လိုက်တဲ့ဟေးကောင်မင်းတရားခဲစားတာမဟုတ်ဘူးငါလေးစားနေကြပဲကွာဒီလိုနဲ့ခီးစက်ရင်သူတို့ညီအကိုဟာတင်ခဲဤတုံးကိုရှာတွေ့သွားတဲ့ဒီတင်ခဲဤကိုတဝက်စီချမ်းပြီးညီလေးတဝက်ကိုကြီးတဝက်ယူကြမယ်လေခတ်တာကအညီအမျှချမ်းဖို့ခတ်နေတယ်ဘာကြောင့်လဲဆိုတော့ဝဝလေးနှကောင်စလုံးဟာလောဘကြီးတဲ့သူတွေဖြစ်နေလို့ပါမယ်ဒါနဲ့ဝဝုံကိုကြီးကတင်ခဲကိုသူကိုယ်တိုင်ချမ်းဖို့ပြောပါလိရောဟာကိုကြီးမချမ်းနဲ့ကိုကြီးချမ်းရင်အညီမြမဖြစ်ပဲနေလိမ့်မယ်ညီလေးပဲချမ်းတဲ့တာဝန်ယူမယ်နော်နေပါကွာမင်းကအငယ်ပဲကိုကြီးချမ်းပေးမှာပေါ့သူတို့နှစ်ယောက်တူချမ်းမဲ့ငါချမ်းမဲ့နဲ့အငင်းအခုံဖြစ်နေစင်ပါပဲမြေခွေးတကောင်သူတို့အနာရောက်လာပြီဟေးဝမ်ဝန်ကြီးနောင်နေမင်းတို့ဘာတွေဝေချမ်းနေကြတာလဲကွာငါ့ကိုပြောစမ်းပါအောင်မြေခွေးကကောက်ကျင့်ညံများတဲ့သူပြီးဝမ်ဝန်လေးနှစ်ကောင်ကိုလှမ်းမိလိုက်တဲ့ကွယ်ဒီလိုပါဦးလေးမြေခွေးရဲ့ကျွန်တော်တို့တင်ခဲတုံးကောက်ရထားပါတယ်အဲ့ဒါကိုအငြင်းမြထိအောင်ဝေချမ်းရခတ်နေလို့သူချမ်းမဲ့ငါချမ်းမဲ့ဖြစ်နေတာပါဝမ်ဝန်လေးနှစ်ကောင်ကသူတို့အခက်ခဲကိုတင်ပြတဲ့အခါအကြိုက်တွေ့သွားတဲ့မြေခွေးကဟန်ပါနဲ့ဝင်ပြောတော့တာပေါ့အောင်မလေးကွာမင်းတို့ကခတ်ဆရာမဟုတ်ခတ်နေလိုက်တာမင်းတို့အညီအမျှရအောင်ငါဝေချမ်းပေးမယ်ကြီးငယ်ငါတရားသဖြင့်ခွဲဝေပေးမှာပေါ့ဟာဒီလိုဆိုတိတ်ကောင်းတာပေါ့ဦးလေးမြေခွေးရကျွန်တော်တို့ကိုအညီအမျှထိအောင်ဦးလေးပဲခွဲပေးစမ်းပါရော့ဒင်ခဲဝမ်ဝန်လေးနှစ်ကောင်ကကောက်ချစ်တဲ့မြေခွေးရဲ့အကြံကိုမသိပဲဝမ်းသာအားရနဲ့အခုမှရောက်လာတဲ့သူကိုဆရာတင်လိုက်ကြတဲ့ကွယ်ကဲငါခွဲဝေပေးမှာကိုတော့မိုးတူကြပြီနော်ဟုတ်ကဲ့တူပါတယ်ဦးလေးမြေခွေးထိုအခါညံများတဲ့မြေခွေးဟာတင်ခဲတုံးကြီးကိုတဝက်ချစ်အောင်ချိုးဖဲပစ်လိုက်တဲ့တိတဲ့အတိုင်းပဲလေဓာတ်နဲ့ချမ်းပြီးခွဲတာတော့အညီအများမရနိုင်တာလက်နဲ့ချိုးဖဲခွဲလိုက်တာဆိုတော့တချမ်းကကြီးပြီးတချမ်းကတေးနေတာပေါ့ဟာဦးလေးကလည်းဦးလေးလုံးလိုက်တာဟိုဘက်ချမ်းကကြီးသွားပြီဒီဘက်ခန်းကတေးသွားပြီဟဲမပူပါနဲ့ကွာဒါအသေးရသွဲပါငါဖြည့်ရှင်းပေးမှာပေါ့ညံများတဲ့မိခွေးဟာကြီးရတင်တဲ့ဘက်ကအချမ်းကိုနည်းနည်းကြိုက်စားပြလိုက်တဲ့အိုဗျာအဲ့ဒီဘက်ကတေးသွားပြန်ပြီနှုံတုံပြီးလောဘကြီးတဲ့ဝဝလေးနှစ်ကောင်ကိုနှစ်သိမ့်ရင်ကြီးတဲ့အချမ်းကိုကြိုက်စားပြလိုက်ပြန်တယ်တကယ်ပြောရရင်တော့မြေခွေးဟာဒင်ခဲနှစ်ချမ်းကိုအညီအမျှမဖြစ်အောင်တသက်မဲ့သူစားရအောင်စားပေါက်ထွင်နေတာဖြစ်တဲ့ဟာဗျာအဲ့ဒါလည်းအညီညမသိသေးဘူးမြေခွေးရပရိယေကိုမတိရှာတဲ့ဝဝလေးနှစ်ကောင်ကအော်လိုက်ကြပြန်တယ်ဘလို့ပဲဖြစ်ဖြစ်ညံများလာတဲ့မြေခွေးဟာဒင်ခဲကို
ဟိုဘက်ချမ်းကြိုက်စားပြလိုက်ဒီဘက်ချမ်းကြိုက်စားပြလိုက်နဲ့နှစ်ချမ်းအညီများဖြစ်အောင်အမျိုးမျိုးကြိုက်စားပြနေပြန်တဲ့အတီလိုနဲ့ဒင်ကဲနှစ်ချမ်းလုံးဟာသေးသေးထက်အေးလာတာပေါ့တကယ်တော့ဝဝလီနှကောင်ကစိတ်တဘောထားခြင်းမတူတာကိုမြေခွေးကချားဝင်ပြီးအမျက်ထုတ်စားတာကိုခံရတာပေါ့ကွယ်ဟဲမလောကြပါနဲ့နော်မကြခင်အချိန်အတွင်းမှာအညီအမျှဖက်သွားပါလိမ့်မယ်ဟင်ဝဝလီနှကောင်ကသူတို့ရလာတဲ့ဒင်ကဲတုံးလေးကိုဘသူမှမစားရမတော့ရပဲမြေခွေးစားနေတာကိုသူတို့မှအနံ့သာရပြီးထိုင်ကြည့်နေရတာပေါ့မြေခွေးရဲ့အဝေးအချမ်းကောင်းမှုကြောင့်ဒင်ကဲနှတုံးဟာလည်းသေးသည်ထပ်သေးသွားတာပေါ့ကွယ်ကဲဒီတစ်ခါဆိုရင်တော့အညီအမျှရနိုင်ပါပြီအဲ့ဒီလိုခွဲဝေရာကနေရုပ်မားတဲ့မြေခွေးဟာဒင်ကဲကိုတဝကြီးစားပစ်လိုက်တာပေါ့ကိုင်းဒီတစ်ခါတော့အညီအမျှဖြစ်သွားပါပြီနောက်ဆုံးမှာဒင်ကဲလေးနှစ်ခဲဟာတေးသေးလေးလေကြံတော့မှမြေခွေးကညီမြအောင်ဖန်တီးပေးလိုက်တဲ့ညံများတဲ့မြေခွေးကပညာသားပါနဲ့စားပစ်လိုက်တာကြောင့်ဒင်ကဲနှုတ်သုံးဟာတေးသေးလေးမြတာကြံတော့တာပေါ့ကွယ်ဟေးဝဝလေးတွေဘာလို့ငိုင်နေကြတာလဲဒင်ကဲနှုတ်ချင်းဟာတီးပေမဲ့မြတ်တဖက်သွားပြီလေငါမတော်ဘူးလားဟာဝဝလေးနှခေါင်ဟာဒင်ကဲတေးသေးလေးကိုကင်ပြီးအောင်တက်ဖြစ်နေရပေါ့ကွယ်ပြန်ကာနီးမှာမြေခွေးဟာလောဘကြီးပြီးစိတ်ဝမ်းကွေးလီလေဝဝလေးနှကောင်ကိုဒီလိုပြောခဲ့သေးတဲ့ကွယ်စားကြလေကွာဘာဖြစ်နေရလဲနောက်တစ်ခါလဲငါ့ကိုခွဲဝေခိုက်ကြအောင်နော်အခုတော့ကျင်းညပ်ပြီးမဟုတ်လားစားအားရပါရစားကြကွာဟဲဝဝလေးနှခေါင်စီကအမျက်ထုံရုံမာခဲ့တဲ့မြေခွေးကတော့သူ့အမိကိုရန်ရင်တောထဲကိုဝင်ရောက်ပျောက်ကွယ်သွားလိမ့်တယ်ကွယ်တာတာမီမီတို့တွေလေဒီပုံပြင်လေးကိုနားထောင်ပြီးပုံပြင်တွေကအတိုင်းမတော်လောဘမကြီးဖို့နဲ့တငယ်ချင်းအချင်းချင်းမောင်နှမအချင်းချင်းတိုင်ပင်ဆွေးနွေးပြီးလိုချင်တဲ့အရာကိုအတူတကွရယူကြရမယ်ကွယ်အခုတော့လိုချင်တဲ့အရာကိုမရလိုက်တဲ့ဝဝလေးတွေကိုသင်ခန်းစာယူတတ်ရမယ်နော်တာတာမီမီတို့အတွက်နောက်ထပ်ပုံပြင်လေးတွေဆက်လက်တင်ဆက်ပေးမှဖြစ်လို့အားလုံးပဲဘိုင်ဘိုင်